ခန္ဓာကိုယ်ပိန်သေးနေလို့မဆယ်ဖွံ့ဖြိုးကြီးထွားခြင်းသူတွေအတွက်ဘက်ကို3ရက်ပဲအချိန်ပေးုံနဲ့ပြောင်းလဲဖို့ဒီ program ကိုစမ်းကြည့်ဒါပေမဲ့အလေးတုံး2တုံးရှိုံနဲ့အိမ်မှာပဲလိုက်ကစားလို့ရမယ်လေ့ကျင့်ခန်း program လေ့ကျင့်ခန်းတွေကိုအခုမှစပြီးလုပ်မဲ့ beginner တွေအတွက်လည်းဒီ program ကိုကစားလို့ရပါ 3-day workout program ပုံစံက day 1 upper body ကိုတနင်္လာနေ့မှာကစားမယ်အင်္ဂါနေ့ကိုနားမယ် day 2 lower body ကိုဗုဒ္ဓဟူးနေ့မှာကစားမယ်သာသပတေးနေ့မှာနားမယ် day 3 full body ကိုတောက်ကြနေ့မှာကစားမယ်နေ့နေ့ကိုနားမယ် day 1 upper body လေ့ကျင့်ခန်းကိုစကစားလိုက်ရလေ့ကျင့်ခန်းနံပါတ်1 dumbbell shoulder press ဒါပေမဲ့လေးတုံး2တုံးကင်မယ်ဒါပေမဲ့တုံးတွေကိုပခုံးပေါ်ဆွဲတင်လိုက်မယ်ခန္ဓာကိုယ်တစ်ဖြောင်းနဲ့ထားလက်ကိုဆန့်တဲ့အထိအပေါ်တွန်းထုတ်မယ်ဖြည်းဖြည်းထိန်းပြီးတော့ပြန်ချလက်ကိုဆန့်တဲ့အထိတွန်းထုတ်ပခုံးအားနဲ့တွန်းထုတ်မယ်ခုံးအားနဲ့ထိန်းပြီးတော့ဖြည်းဖြည်းပြန်ချဒီလေ့ကျင့်ခန်းကို10ချိန်3ကြော့ကစားဒီကျင့်ခန်းနံပါတ်2 dumbbell chest press ကျွန်တော်လက်နှစ်ဖက်ကိုဆန့်တဲ့အထိတွန်းထုတ်ပါအလေးတုံးကို A ပုံတံလေးနည်းနည်းစောင်းလာမယ်ရင်ကော့ရပါ chest muscle ကိုအားစိုက်ပြီးတော့တတောင်စစ်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ဘေး45 degree လောက်စောင်းပြီးတော့ဖြည်းဖြည်းချင်းအောက်ကိုဆင်းရင်ပတ်ကြွသားအားနဲ့ထိန်းပြီးတော့လက်ကိုဆန့်တဲ့အထိပြန်တွန်းထုတ်ရင်ပတ်ကြွသားနဲ့ထိန်းအောက်ကိုဆင်းရင်ကော့ရမယ်ခန္ဓာကိုယ်နဲ့တတောင်စစ်45 degree လောက်စောင်းရင်ပတ်ကြွသားအားနဲ့ထိန်းပြီးတော့ညှစ်ပြီးတော့ပြန်တွန်းထုတ်လေ့ကျင့်ခန်းကို10ချိန်3ကြော့ကစားလေ့ကျင့်ခန်းနံပါတ်3 dumbbell bend over row ဒါပေမဲ့တုံး2တုံးကိုကိုင်းခါအဆန့်တိုင်းရှေ့ကိုခါကိုင်းမယ်တင်မောင်းကိုနောက်ကိုထုတ်သွားအလေးတုံးလေးဒူးကောင်းအောင်နာရောက်တဲ့ဒီခါကခါလေးကိုမှတ်ထားမယ်ရင်ကော့ chest ကိုဖွင့်ထားပြီးတော့အလေးတုံး2တုံးကိုဘိုင်နာရောက်တဲ့ဒီ sweating ဖြည်းဖြည်းထိန်းပြီးတော့အောက်ကိုပြန်ချမယ်ကျွန်တော်ခန္ဓာကိုယ်အငြိမ်ထားတတောင်စစ်ကိုပဲပေါ်ဆွဲတင်မယ်ဘတ်မဆယ်ကိုညှစ်မယ်ဖြည်းဖြည်းထိန်းပြီးတော့ပြန်ချမယ်ဒီလေ့ကျင့်ခန်းကိုကျွန်တော်တို့10ချိန်3ကြော့ကစားလေ့ကျင့်ခန်းနံပါတ်4 dumbbell bicep ခါ dumbbell 2တုံးကိုလက်ကိုပတ်လက်နေထားကိုင်ခန္ဓာကိုယ်ခက်မတ်ထားမယ်အပေါ်ဖြည်းဖြည်းချင်းကိုွေးပြီးတော့ဆွဲတင်မယ်အောက်ကိုဆန့်တဲ့အထိပြန်ချမယ်အပေါ်ဆွဲတင်တဲ့အခါမှာလက်မောင်းအရှိကြွသားနဲ့ညှစ်ပြီးဆွဲတင်လူကိုအငြိမ်ထားdumbbell တုံးတွေအောက်ကိုဖြည်းဖြည်းဆန့်တဲ့အထိပြန်ချဒီလေ့ကျင့်ခန်းကို10ချိန်3ကြော့ကစားဒီကျင့်ခန်းနံပါတ်5 dumbbell tricep extension dumbbell တုံးအပေါ်တွန်းထုတ်လက်ကိုအပြိုင်နေထားပြီးတော့ dumbbell တုံး2တုံးကိုကြောကုန်းနောက်ထိရောက်အောင်ဆင်းလက်ကိုဆန့်တဲ့အထိပြန်ထုတ်အောက်ကိုဆင်းတဲ့အခါမှာလက်မောင်းနောက်ကြွသားအားနဲ့ထိန်းပြီးဆင်းပြန်တွန်းရင်လက်မောင်းနောက်ကြွသားအားနဲ့တွန်းဒီလေ့ကျင့်ခန်းကို10ချိန်3ကြော့ကစားမယ်ဒီဗီဒီယိုလေးကိုစေ့ထားပြီးတော့အပတ်စဉ်လိုက်ကစားဖို့မမေ့နဲ့နော် day 2 lower body နဲ့ပြန်တွေ့